ဒီနေ့မှာတော့ကိုကိုကြီးကဘိုက်ကစားလေးတစ်ခုလုပ်တယ်ဗျအဲရောင်းဝယ်လေးလုပ်ကြရမျိုးရှိတယ်ဒီကျွန်တော်ချိန်ကုန်နိုင်တာဒီလန်နာမှာအဲ့ဒါကိုကျွန်တော်သွားကြည့်မယ်ပေါ့နော်နေရလဲအရန်ပူတော့ကျွန်တော်နေ့လေတွေမနက်တွေလည်းတိတ်မသွားနိုင်အခုလည်းနေဆောင်မှအခုတော့တချို့ဆိုင်တွေကလည်းတိန်းရင်လည်းတိန်းတဲ့ဆိုင်တွေကလည်းတိန်းကုန်ပြီလို့ပြောတယ်ဗျဒါပေမဲ့ကျွန်တော်အခုကတော့ခဏတော့သွားကြည့်နေတယ်ပြီးတော့အဲ့ပဲအတွေ့အကြုံလည်းမတွေ့ဘူးအဲ့တော့အဲ့ဒါလေးလုပ်နေတယ်ဆိုတော့ one more block ကလုပ်နေတယ်ဆိုတော့ကျွန်တော်သွားကြည့်မယ်ပေါ့နော်အခုကျွန်တော်လည်းတူတူလိုက်ခဲ့လိုက်ပေါ့တော့ကိုရောက်ရင်ဘာရရှိလဲဆိုတာကျွန်တော်ပြပေးမယ်ပြရအောင်ကြည့်အောင်လို့မွေးမယ်နော်မွေးမယ်နော်ကြိုက်တယ်တွေ့ယူပြစ်မှာဒါကျွန်တော် face မှာအသက်ပဲချင်းသေးတော့မဟုတ်ဒီကောင်ကအသေးပဲဒီကောင် free week အသေးမလောက်တာstick ကလား okay ကွာ one more block တယ် one more block shout out to one more block 14ကော့ကျွန်တော်ယူမယ်ခုနဘယ်လောက်လဲဒီကောင်ရရတော့ဒါရပါမယ်ဒါရအဲ့ဆိုင်ဘလောက်လဲ32မိုက်တယ်ထဲနေတာတော့စာလီကားတာကန်ကြီးရမယ်ရအောင်ထဲသုံးသေးတယ်ရကြည့်နေတာမင်းနာဟိုဟာသေးပါအဲ့ဒါလည်းထဲသုံးသေးတယ်ဟုတ်တယ်လိုက်ကြည့်နေတာရောင်းလေးတင်နေပြီနော်စာလီကားသုံးပါကြီးမကြဟိုမကြတယ်မကြဒါကြားဆိုင်ပဲစာလီကားမိုက်တယ်ဟုတ်မှာ35ဆိုရင်လေးတယ်32လို့ကောင်းတယ်ကြည့်ရင်လည်းလှတယ်28တက်လည်းကြီးတယ်35ရှားမယ်လေတော့ဖြုတ်မယ်လေနော်လောက်အဲ့ဒါမော်ဒမိုင်းလုံးနေတာအဲ့ဒါမကန်ရဟိုမှာကန်ရအဲ့ဒါရှိပြီးသားမကန်နဲ့ဟိုမှာကန်ဟိုမှာအဲကောလေဒီကောဟုတ်တယ်ဟာသုံးကောင်းဝဲတယ်ဒီလိုဖြောက်တယ်တော့ဆန်စပိန်ရောရောင်းလာလားစပိန်ရောရောင်းလာရောင်းတဲ့ဘိန်းနေရဘိန်းနေလည်းရောင်းနေတယ်တော့ဟိုရောင်းလာတာဒီတော့ကဘယ်ရောင်းလာတာဒီတော့ကဘယ်ရောင်းဘောမလာတဲ့ဆွဲတာ
ညနေကျမှပူလာတယ်ညနေကျမှပူလာမနက်ကမပူအေးနေညနေဆောင်မှကြားနေထုံဒီညနေမှနေပူလာနေ့လည်မှဟုတ်တော့ကတော့ညနေနေဆောင်မှပူလာကျွန်တော်နေ့လည်တော့အေးဆေးရရှိတယ်ပြင်ထွက်နေတယ်ကျိုးစိဒီဘဲရောင်းပါလားဒီဘဲရောင်းပါဒီဘဲရောင်းပါဒီဘဲဝယ်မယ်ဘိုင်ကြီးကတော့ရှိတယ်တိတ်ရတိတ်ရဘာမှမလုပ်ယူသွားပြီတော့ဒါတိမ့်ယူသွားလိုက်တယ်တိမ့်ယူလာယူပြီးတိမ့်ယူလာနေတိုလေးမနဲ့နေတိုလေးပြောက်သွားဝိတ်ဆောက်ကြပါလားဝိတ်အဲ့မောင်းလာမဟုတ်ဘူးဟာဒီစီဒါအိုးရဲ့ဝိတ်ချုံမပြေစိုးတေလို့ပါဝိတ်ဒီနေ့ဟိုဘယ်လောက်ရောင်းသွားပြီလဲကျွန်တော်ဘယ်နှသိန်းလောက်ရောင်းသွားပြီလဲဘယ်လောက်ရောင်းရတော့မသိ3000ဝဲတဲ့ကောင်က3သိန်း2000ပြောပါကြီးရှမ်းဘရို15သိန်းပို့လို့ရောင်းနေရပြီဒီမှာချော့ပေးလိုက်ရေဘိုးရတောင်းတဲ့3သိန်း2000နဲ့3000ဝဲနဲ့ရောင်းနေတယ်ပရိုမိုင်းအခုတော့တစ်ချက်သွားကြည့်အောင်ဒါအရင်တော့မေးဆိုရင်ဒါကဒီကျွန်တော်ဘဇားလေးပုံစံမျိုးဘဇားလေးဟိုလုပ်တယ်ဦးစီးရတာပုံစံ Mr. ဖုံးမြတ်လာပါဒီ organizer ပဲသူလည်းတူနောက်ထပ် foreigner တယောက်ရှိတယ်သူဘယ်ရောက်ပါပို့ပြဒါမှစတင်နေလို့တဲ့အဲ့တော့ကြာပြီโอเคအညီလေးကဘာရောင်းလဲဆိုတော့တစ်ချက်လောက်ကြည့်ရအောင်။ပစ္စည်းရှိတယ်ဒီလေး။ဟိုမှာပိန်ထဲကပြတာ။ဒီကတော့အင်ကြီးလေးပဲဒီဘွဲတဲ့အတိအကျတက်ပြီးတော့ဒါကဟို Five Bruce ပါ PP logo လေးနဲ့ BB က Five Bruce ပါ Five Bruce ဒီကတော့ Gossip My Name သိစီရသမားတွေတဲ့ဒါကကျွန်တော်တို့hand lettering typography တွေရဲ့လက်နဲ့ဆွဲရတဲ့ဟာကိုကျွန်တော်တို့ print ပြန်ထုတ်တာပါနော်ဒီက print လက်နဲ့ဆွဲရတဲ့ view လေးလည်း page မှာရှိပါတယ်အကြည့်ကြပါနောက်တော့ဘာရှိသေးလဲအဲ့ဒါရောင်းလာအဲ့ဒါရောင်းလာပြလိုက်စင်တူဆက်လိုက်အဲ့ဒါဘူးတော့လေဒါတော့ဒါလေးက free ယူလို့ရတူပဲလားတူပဲဟုတ်တယ်တူပဲခြေလေးလေးရှိပါတယ်။ Five Bruce လေးနဲ့။ဟောခြေကလည်းထုတ်ထားတာ။ရဲထုတ်ထားတာ။ဒီကတတော်လိုက်။ဒီကတတော်။ဈေးနှုန်းလေးခြေကဘယ်လောက်လဲ။တတော်။အင်ကြီးက2000ဝယ်2000ဝယ်2000ဝယ်ဟောအဲ့ကတော့ရောင်းလာတယ်။ရောင်းတယ်ဒီဘက်3000မိုက်တယ်ပြောပြရဟာဒါဘာကြီးတော့ဘာကြီးကဘာကြီးလဲဒါကြီးကဘာကြီးလဲကိစ္စရကူကိစ္စရကူမရတော့ချာတော့ပြောင်းမင်းဒီလေလိုပြည့်တော့ပါလားအရှနေလီအနေလီကတော့ဆူနာမီလိုပဲစီးကောက်တယ်ဆူနာမီလိုပဲချိုးလီယာဆိုင်ဆူနာမီမဟုတ်ပြောကြတယ်ဒီမှာဆူနာမီနော်ဆူနာမီဟုတ်တယ်လုံးဝမှာဆောင်းကလုံးဝဒီသိချာကြည့်မှတွေ့သူ့ရှိတာအလုံးမှာတော့ချွန်သေးရပြီးတော့ဒီမှာအလုံးဒါပေမဲ့ဒီထဲမှာ4000ပုံစံ1000ကျော်မိုက်တယ်ရှင်တယ်တော့လည်းမသိဘူးဗျာဒီဒီလာတော့ဒီအချင်းကြီးကတော့ဒီလိုရေးရတယ်Star Fucker လေး triple triangle ပါ BB ကလည်းဒီလိုအချင်းကြီးပေါ့နော်ဒါလည်းကျွန်တော်လည်းမသိပါဟုတ်ကြီးဘယ်လိုယူလဲဒီရရတဲ့လို့ရတာချဲ့လို့ရတယ်နော်ဟုတ်တယ်နေမြင်ချိန်လို့ရမိုက်တယ်ပုံလို့လေရတယ်ချက်တယ်ကိုယ်နဲ့ဟုတ်တယ်ချက်တာလဲပါလို့လဲပြီးကြာပါဒီဘောချက်တာဟောမှာအပူလေးပါချိုးလို့ရတယ်ဘာကြီးခေါ်ဒီမှာအေးဒီမှာနန်းထိုးတာအဲ့ဒါဒီကောင်ခုံလို့ပေါက်လို့အောင်ရပါဘောဘယ်လိုပေါက်လို့လဲရလုံးဝဟိုဗာလီဒါဆော့ဘိန်းလိုမျိုးပဲတော့ထောက်ပါပြီးတာဆိုကျိုးဖို့ကချန့်စဲမိုက်တယ်ဒီကောင်လေးလည်းရောင်းတာပဲလားရောင်းမဲဖြစ်ပြအားတော့ရဝယ်လိုက်တယ်သမိုင်းနိုင်
သမီးနိုင်တယ် သူတင်ရ ဟိုကဖန်ထဲမှာလည်းအဲ့လိုမျိုးပုံစံမျိုးရှိတယ်သူအချို့ကဒီမှာအသွယ်ရလည်းရှိသေးတယ် တရားမတူကောက်ပြီးစင်းပါ ရှိတ်လေး တော့ဘေးကိုအကျကြီးကားပြီးတော့အထက်ကိုပြန်ဝင်သွားတယ် မိုက်တယ်ရှိတ် ကိုကားပဲ အောက်က ဒီဘေးကတော့ဘေးပိုက်တယ်ဘေးကဝါလာပြီဘေးကတော့ပြန်စီးသွားတော့ ဘေးပဲ